တောင်ကြီးမှာအပျော်စီးရထားစီးလို့ရပြီဆိုတာတင်သိပြီးပြီလားအရင်ဆုံးလက်မှတ်ဝယ်မယ်ပေါ့နော် VIP ကတော့1000 economy ကတော့9000ဖြစ်ပါတယ်လက်မှတ်လေးဝယ်ပြီးစထွက်ပါပြီလက်မှတ်ဝယ်မယ့်နေရာတော့ဒီနေရာလေးပေါ့နော်အဲ့ဒါနဲ့ Sunday တစ်ရက်ပဲသူကတဲထားထွက်ပါတယ်နော်9နာရီရက်ထားထွက်ပါတယ် Sunday တော့မှတစ်ချိန်ပဲရှိပါတယ်နော်ကဲစထွက်မယ်ရက်ထားစထွက်ပြီဆိုတာနဲ့နော်ပြီးရဘေးလမ်းတစ်လျှောက်ကြည့်လိုက်မှဆိုရင်ကားလမ်းရှိတဲ့အတွက်ကြောင့်မလို့ကားလေးစိုက်တယ်တစ်ခါလေးမြင်ရတယ်အထဲမှာလည်းပေါ့ဒါတော့ economy ပေါ့နော်သူရဲ့ထိုင်တဲ့ခုံလေးတွေအရင်အဆင်ပြေပါတယ်တစ်ခုံဆိုရင်ကလေးကို4ယောက်လောက်ထိုင်လို့ရရင်ပေါ့နော်ဒါပေမဲ့သူကတော့စီကံရတော့2ယောက်ပဲထိုင်ခွင့်ပြုပါတယ်စိုက်ခဲ့ကားလေးလည်းမြင်ရတယ်ပေါ့နော်။ရာဒီဥတုကလည်းတာရတယ် view ကလည်း share ကောင်းလုံးမဲ့နော်။အဲ့ချိန်ကြောက်တောင်လေးရှိတဲ့လမ်းနားရောက်သွားပါပြီ။အဲ့မှာရေထွက်ဦးမှာခဏလေးရက်ထားလေးဖြည်းလေးသွားမယ်ပေါ့နော်။ပြီးတာနဲ့ဆက်သွားမယ်ရက်တော့မရက်ဘူးပေါ့နော်။ဘယ်ချိန်မှရက်မလဲဆိုရင်အဲ့ view point လေးတစ်ခုရှိတယ်။အဲ့နားရောက်တဲ့အချိန်ကျရင်တော့ရက်ထားခဏရက်ပါတယ်။ခဏရက်တဲ့အချိန်ကျရင်ရေကမုတ်ဆိုင်လေးရှိရပေါ့နော်။အဲ့မှာလာပြီးမှစားလို့ရပါတယ်။လမ်းတစ်လျှောက်တော့တေချာလေးမြင်ရပါတယ်။ရောက်ပါပြီ15မိနစ်နားပါမယ်ပေါ့နော်။ဒီနေရာမှာရေကမုတ်လေးစားမယ်မုတ်လေးစားပြီးပြန်ထွက်ပါပြီခဏပါပဲနော်15မိနစ်ပဲရက်တဲ့အတွက်ကြောင့်မလို့နောက်တစ်နေရာကတော့မိနစ်30ရက်ပါတယ်ရက်ထားကောင်းကြောင်းမှာဖြစ်တဲ့အတွက်ကြောင့်ဒီအချိန်လေးတော့ကြာပါတယ်အဲ့ဒီအတိုင်တော့တော်တော်လန့်စရာကောင်းပါတယ်နော်ကဲပေါ်မှုရောက်ပါပြီပေါ်မှုမှာမိနစ်30နားမယ်မိနစ်30နားတဲ့အချိန်တိုင်းဒေတာထွက်အသီးအနှံတွေအရွက်တွေကိုစိုက်ကြိုက်ဈေးတန်တန်နဲ့ဝယ်လို့ရတယ်ပေါ့နော်အရန်ကိုအဆင်ပြေတော့အရန်ကိုလက်ဆက်ဆက်နဲ့ကောင်းကောင်းမွန်မွန်ရတဲ့နေရာလေးဖြစ်ပါတယ်ရထားကောင်းပြောင်းပြီဖြစ်လို့ပြန်ပြီးမှစထွက်ကြမယ်နော်လာတော့အနောက်ဆုံးပေါ့နော်အခုတည်းမဲ့ပြန်တဲ့အချိန်တော့ရှေ့ဆုံးဖြစ်သွားပါတယ်ရှေ့ဆုံးဖြစ်သွားတော့နည်းနည်းလေးအတန်ကျိန်မှနည်းနည်းလေးတော့မူပါတယ်နော်အသွားတော့ကတော့အရန်ကိုအဆင်ပြေတယ်ကဲပြန်ရောက်ပါပြီတောင်ကြီးဘူတာပါ9နာရီကနေ12နာရီလောက်ထိအချိန်ဖြစ်ပါတယ်နော်ပြန်ရောက်ပါပြီအားလုံးကြည့်ပေးတဲ့အတွက် thank you ပါ bye bye